Excuse me, are you available? Excuse me ဆိုတဲ့အဓိပ္ပာယ်ကဒီမှာရှင်ဒီမှာခမတစ်စိတ်လောက်ဒါမျိုးအဓိပ္ပာယ်ရ Are you available ဆိုတာ available ဆိုတာကရရှိနိုင်တော့သုံးနိုင်တော့ Are you ဆိုတာကတော့သိတဲ့အတိုင်းပဲပေါ့နော်မေကုံမေးတာ Are you available နင်အားသလားရှင်အားသလားဒါမျိုးမေးတာပါကားအားသလား How much will the ride cost? How much ဈေးတစ်ခုခုမေးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်က how much လို့သုံးတယ် Will the ride cost ride ဆိုတာကတစ်ခုခုစီးတယ်မြင်းစီးတယ်လှဲစီးတယ်ကားစီးတယ်မော်တော်ဘုတ်စီးတယ်ဒါမျိုးကို ride လို့ cost တန်ဖိုးကုန်ကျစရိတ်အဲ့ဒါကိုပြောပါတယ်အဓိပ္ပာယ်ကတော့ကားကဘယ်လောက်လဲလို့မေးလိုက်တာပါခင်ဗျာ Yes. Where would you like to go? Yes ဆိုတာကဟုတ်ကဲ့ပါခင်ဗျာ Where would you like to go ဘယ်သွားချင်ပါသလဲခင်ဗျာ To the city center, please. To the city center ကိုသွားချင်ပါတယ်တဲ့ Please ဆိုတာတော့ယဉ်ကျေးအောင်သုံးနှုန်းတဲ့အသုံးနှုန်းဖြစ်ပါတယ်တခုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ please ကိုထည့်သုံးရပါတယ် Center, please. It's about 25 minutes from here. It's about 25 minutes from here about ဆိုတာကခံမှန်းခြေပြောတဲ့အခါမှာသုံးနှုန်းတဲ့စကားလုံးဖြစ်ပါဒီကနေဆိုလို့ရှိရင်25မိနစ်လောက်ကြာမယ်လို့အဓိပ္ပာယ်ရပါတယ် I'm a bit nervous. It's my first. a bit ဆိုတာကနည်းနည်းအနည်းငယ်လို့အဓိပ္ပာယ်ရတယ် nervous ရဲ့အဓိပ္ပာယ်ကြောက်တော့ယွန်းတော့ထိတ်တော့ရင်ဖိုတော့စိတ်လှုပ်ရှားတော့ကြောက်ကြောက်ရွံ့ရွံ့နှင်းဖြစ်တော့ဒါမျိုးကိုပြောတာပါကျမဒီကိုရောက်ဘူးတာပထမဆုံးအချိန်ဖြစ်တဲ့အတွက်နည်းနည်းတော့စိတ်လှုပ်ရှားတယ်လို့ပြောတာပါ That's okay. I know the area well. That's okay ဆိုတာဘာပဲဖြစ်ဖြစ်ရပါတယ်ဆိုတဲ့အခါမှာအသုံးပြုတာပါတစ်ခုခုကိုပြောချင်တယ်ဘာပဲပြောပြောရပါတယ် I know the area well ဆိုတာကဒီနေရာတွေကိုငါကောင်းကောင်းသိပါတယ်လို့ဆိုလိုတာပါဒီနေရာတွေကသူသွားနေကြနေရာတွေကျွမ်းကျွမ်းကျင်ကျင်ရှိတယ်ဆိုတာကိုပြောတာကဲတစ်ချက်ပြန်ကြည့်ကြရအောင်ဘာတွေပြောသွားတယ်လဲ Excuse me, are you available? Yes. Where would you like to go? To the city center, please. It's about 25 minutes from here. I'm a bit nervous. It's my first time here. That's okay. I know the area well. English ကပြောလိလာတယ်ဆိုတာက native speaker တွေပြောတဲ့အတိုင်းနောက်ကနေလိုက်ပြီးတော့အတန်အတွက်ကိုမှန်ကန်အောင်ရွတ်လို့ရှိရင်ရပါ I only have my phone with me. No problem. I only have my phone with me သူဆိုလိုချင်တာကငါဖုန်းထဲမှာပဲပတ်စံရှိတယ်ငါဖုန်းထဲမှာပဲပတ်စံရှိတယ်လို့ပြောချင်တာ I only have my phone with me. No problem. Mobile payment is fine. Oh, mobile payment ဆိုတာငွေကင်တရားမလိုပဲ digital payment KPay တို့ CB Pay တို့ AR Pay တို့ဒါမျိုးတွေကိုသူတို့နိုင်ငံမှာလည်းရှိတယ်အဲ့ဒါကိုပြောတာ No problem ကိစ္စမရှိပါဘူး Mobile payment is fine Mobile payment ကိုလည်းလက်ခံပါတယ်လို့ဆိုလိုတာပါ that's a relief. Oh that's a relief Oh ဆိုတာကအာမေရိတ်အတုံးနှုံးအသုံးတဲ့အခါမှာအသုံးပြု relief ဆိုတာကစိတ်သက်သာရတယ်စိတ်အေးတယ်စိတ်အေးရတယ်တက်ပြင်းချနိုင်တယ်အဲ့လိုအခါမျိုးမှာသုံးတဲ့စကားလုံးဖြစ်ပါတယ်ဒီနေရာမှာဆိုလိုတာကအခုမှပဲတက်ပြင်းချနိုင်တယ်အခုမှပဲစိတ်အေးတော့တယ်ဆိုတဲ့ပုံစံမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ် Do you also accept dollars? Yes, dollars are accepted. Is there any small discount? Do you also accept dollars ဒေါ်လာကိုလက်ခံပါသလားတဲ့ Yes dollars are accepted ဒေါ်လာတွေလည်းလက်ခံပါတယ်လို့ပြောတာပါ Is there any small discount ဈေးနည်းနည်းလျှော့ပေးလို့ရမလားလို့မေးတာပါ Excuse me, are you available? Yes. Where would you like to go? To the city center, please. It's about 25 minutes from here. I'm a bit nervous. It's my first time here. That's okay. I know the area well. How much will the ride cost? $30, including luggage. I only have my phone with me. No problem. Mobile payment is fine. Oh, that's a relief. Do you also accept dollars? Yes, dollars are accepted. Is there any small discount? I can do 25.
I can do 25 $25 ထားပေးနိုင်ပါတယ်လို့ပြောပါတယ် I can do 25. Thank you. I appreciate that. Thank you ဆိုတာတော့ကျေးဇူးတင်ပါတယ် appreciate ဆိုတာကအတိအမှတ်ပြုတယ်သဘောကျတယ်နားလည်တယ်သဘောပေါက်တယ်သတိထားမိတယ်ဆိုတာမျိုးကိုဆိုလိုတာပါ